ဒီအဝယ်ပေါင်ချာနဲ့သက်ဆိုင်နေပေါ့နော် land score ပေါ့နော်ထားပါတော့တည်ယူပို့ဆောင်စေကျွန်တော်နောက်ကနေ like ကတ်ချင်တယ်ပဲဆိုပါတော့နော်ထားပါတော့ဒါကောင်ဒီကောင်ကတော့ကျွန်တော်အဲ့ဆိုရင်ဒီ purchase number PO number 2ပေါ့နော်အဲ့တော့ကုန်အဝင် number ဆိုရင်သူကဘယ်လောက်လဲဆိုကုန်ဝင် number လဲ2ထွက်လိမ့်မယ်ပေါ့နော်အဲ့ဒီ2အတွက်ကိုကျွန်တော် land score ကတ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဘယ်ဟာသွားမလဲဆိုလို့ရှိရင်နော်ဒီ inventory အထဲမှာရှိတယ်ပြီးတော့ operation ကဘာလဲဆိုတော့ထားပါတော့ကျွန်တော်ကဒီမှာ land score ဆိုတာရှိလိမ့်မယ်နော်ပြီးတော့ကျွန်တော် new ခေါ်လိုက်မယ်ကျွန်တော်အမှ inventory အဝင် number က2မို့လို့ဒီ2လေးကိုခေါ်လိုက်မယ်ဒီအဝင် number 2စီကိုကျွန်တော်ကဒါ land score ကတ်ချင်တာမို့လို့အဲ့တော့ဒီမှာကျွန်တော်ကဘာရှိလဲဆိုတော့ transportation ဆိုတဲ့ product လေးရှိလိမ့်မယ်နော်အမှထားပါကျွန်တော် transportation ကြားတဲ့ဟာပေါ့နော် transportation ကျွန်တော်သသိန်းကြားတယ်ပေါ့စသည်တဲ့ဒီလိုပုံစံထွက်လိမ့်မယ်အဲ့ဆေးလိုက်မယ်သေးကြရအောင်နော်ပြီးတော့မှ validate ဆိုတဲ့ clue လေးကိုနှိပ်လိုက်မယ်အဲ့ဒါဆိုရင်သူ့ဘာနဲ့သူပေါ့နော်ထားပါခုနတုန်းကတစ်ခုကို9000လို့ယူဆတဲ့ကောင်ပေါ့နော်ဒီမှာသူ့ရဲ့ quantity ထားပါတော့ဒါကျွန်တော် original value ကဘယ်လောက်ထွက်သွားလဲဆိုတော့ဟော350ပေါ့နော်350ကနေထားပါတော့53သိန်းထွက်သွားလိမ့်မယ်သူကမှ cost per unit ကို system auto ဒါဒီ product ဖောင်ပေါ်မှာပေါ့နော်လာပြီးတော့တွက်ပေးလိမ့်မယ်ဒါကတော့ဒါကျွန်တော် land score လိုက်ခြင်းဒီကနေလိုက်လို့ရတယ်ပေါ့နော်